American ကအီရန်ကိုစစ်ရေးအရာတိတ်ကိုက်လိုက်ပြီးနောက်ပိုင်းမှာလေတိတ်ဆိတ်တဲ့မျိုးငယ်လေးတွေကနေလူရှုပ်တဲ့မျိုးပြကြီးတွေအထိ American ပြည်သူတွေရဲ့စိတ်ထဲမှာမိကွန်းဒီစိုးရိမ်မှုတွေနဲ့ကိုပြည့်နေတာကဲဒီနေ့မှာတော့အဲ့ဒီအတန်တွေကိုပဲတခြားနားထောင်ရင်သူတို့ရဲ့ရှုပ်ထွေးနေတဲ့ခန်းစားချက်တွေကိုအတူတူလေးလာကြည့်ကြရအောင်အခုကြားလိုက်ရတဲ့မိခွန်းကလေလူတယောက်ရဲ့ပါစက်ဖြာကထလာကထက်အများကြီးပိုပါတယ်ဒါကနိုင်ငံတော်ဝန်လုံးကသမင်းဝိုင်းနေကော်ဖီဆိုင်ကြီးမှာကြားနေရတဲ့ပဲတင်းတန်တစ်ခုလိုပါပဲဒီစစ်ပွဲကဘယ်တော့မှပြီးမှာမဟုတ်ဘူးဆိုရင်ကောဆိုတဲ့အသွေးကလူတိုင်းရဲ့စိတ်ထဲမှာလှက်ပတ်နေပါတယ်စစ်တမ်းတွေရတော့ဟုတ်ပါတယ်ထောက်ခံနေသူကံကွက်တဲ့သူကနိုင်ငံရေးပါတီလိုင်းတွေအတိုင်းပဲကွေးနေရလို့ဆိုကြတာပေါ့ဒါပေမဲ့တကယ်မီးပြန်ချီနေကအဲ့ဒီထဲအများကြီးပိုရှုပ်ထွေးပါတယ်ဘာလို့လဲဆိုတော့တချို့လူတွေအတွက်ကိုယ်တိုင်ဂျုံခဲ့ရတဲ့စစ်ပွဲအတွေ့အကြုံတွေဒါမှမဟုတ်ကိုမိသားစုရဲ့စားဝတ်နေရေးအတွက်စိုးရင်စိတ်တွေကနိုင်ငံရေးထောင်ပိုပြီးအရေးပါနေလို့ပါပဲအစိုးရဘက်ကလည်းဘာဆက်လုပ်မယ်ဆိုတာရှင်းရှင်းလင်းလင်းမပြောတဲ့အခါကျတော့ပြည်သူတွေကသူတို့စိတ်ကူးထဲမှာအစိုးဆုံးဇလန်းတွေကိုကိုယ်တိုင်ရေးဆွဲရတော့တာပေါ့အဲ့ဒီလိုမသေးချာမရေရာမှုတွေကပဲစိုးရင်ပူပန်မှုတွေကိုပေါ်ပြီးကြီးထွားတာစေပြီးတော့လူလူကိုမေးခွန်းနဲ့အများကြီးနဲ့ကြံရေးစေကြတာပေါ့စပွဲဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့အဝေးကြီးမှရှိတဲ့စစ်မြေပြင်ကိုပဲပြီးမိကြတာများပါတယ်ဒါပေမဲ့တကယ်တမ်းတော့လေလူအများစုအတွက်ပထမဆုံးနဲ့အထီးခေါက်ဆုံးကသူတို့ရဲ့ပတ်စံအိပ်ပါပဲပြောရရင်တော့စီးပွားရေးဆိုင်ရာစိုးရိမ်မှုတွေကအရင်ဆုံးခေါင်းထောင်တက်လာတာပေါ့ဝတိပခက်ကဒီလိုပဲဆက်ဖြစ်နေတော့ငွေကြေးဖောင်းပေါက်မှုနဲ့ကုန်စည်နှုန်းတက်မှာကိုစိုးရိမ်တာတွေကရှစ်ဆုံးကိုရောက်လာတော့တာပဲဘာဖြစ်လို့လဲဆိုတော့ဒါကနေစဉ်ဘဝရဲ့အခြေခံအချက်ဆုံးလို့အချက်တွေဖြစ်တဲ့ဓာတ်ဆီဈေးတို့အစားအသောက်ဈေးနှုန်းရုပ်အပေါင်းကိုတက်ရောက်မှုရှိနေလို့ပါဒီစကားကသမ္မတ Trump ကိုထောက်ခံတဲ့သူဒီလောက်စီကလာတာဆိုတော့ပိုပြီးစဉ်းစားစရာဖြစ်လာတယ်ဒါကဘာကိုပြနေလဲဆိုတော့နိုင်ငံရေးရာတစ္ဆာဆောင်တင်မှုနဲ့ကိုယ့်ရဲ့စီးပွားရေးအကျိုးစီးပွားကြကပဋိပက္ခကိုရှင်းရှင်းလင်းလင်းမြင်နေရတာပဲစီးပွားရေးကိုတိုးတက်အောင်လုပ်ပေးမယ်ဆိုတဲ့ကတိကဒီပဋိပက္ခကြောင့်ပျက်စီးသွားမှာကိုသူစိုးရိမ်နေတာပေါ့ဒီနေရာမှာတော့ American တွေရဲ့အခြေခံကြတဲ့သဘောထားကွဲလွဲမှုတစ်ခုကိုရှင်းရှင်းလင်းလင်းတွေ့ရပါတယ်တစ်ဖက်မှာကနေ့စဉ်ဘဝရဲ့စီးပွားရေးအခက်အခဲကပိုအရေးကြီးသလားဒါမှမဟုတ်ကမ္ဘာတစ်ဖက်ချမ်းကလွတ်လပ်မှုအတွက်ဒီလောက်တော့ပြည့်စက်ရမှာပေါ့ဆိုတဲ့အမြင်တစ်ဖက်ကတက်စီစီတက်လို့အခက်တွေ့နေချိန်မှာနောက်တစ်ဖက်ကတော့ငါတို့ကအကြံဖက်အစိုးရရဲ့အန်တဲအောက်မှာနေရတာမှမဟုတ်တာဒီလောက်တော့ရှိမှာပဲလို့ယူဆကြတယ်ကဲပိတ်ဆိုင်အိတ်ထဲကဒေါ်လာတွေအကြောင်းပြောပြပြီးဆိုတော့အခုကျွန်တော်တို့တန်မိုးဖြတ်လို့မရတဲ့အရာတစ်ခုကြောင့်ဆက်ပြောကြရအောင်ဟုတ်ပါတယ်လူအသက်တွေအကြောင်းပါစီးပွားရေးဆိုင်ရာစိုးရိမ်မှုတွေထက်အများကြီးပိုလေးနေတဲ့လူသားတွေပေါ်တက်ရောက်မှုတွေပေါ့ဒီစိုးရိမ်မှုတွေကလည်းနေရာဆုံးမှာပါစစ်မြေပြင်မှာအသက်ပေးရမယ့်စစ်သားတွေကိစ္စကနေစပြီးကိုသားသမီးတွေစစ်မှုထမ်းဖို့ဆင့်ခေါ်ခံရမှာကိုကြောက်ရွံ့နေတဲ့မိဘတွေအထိပြောရရင်မျိုးဆက်လိုက်ခံစားနေတဲ့ကြောက်ရွံ့မှုတွေပေါ့ American ပြည်တွင်းမှာလက်တုံ့ပြန်တိုက်ခိုက်ခံရမှာကိုစိုးရိမ်တယ်လို့ဟိုးဝေးစီကအီရန်ပြည်သူတွေရဲ့လူခွင့်ရေးတက်လဲစိုးရိမ်ကြပြန်ရောတချို့လူတွေအထက်တော့အတိကမေးခွန်းကတိတ်ကိုရှင်းပါပဲ American စစ်သားတွေရဲ့အတက်ကိုဘာအတွက်စတေးရမှာလဲဆိုတာပဲဒီလိုကြီးမားတဲ့ပေးဆက်မှုနဲ့ရီမန်းချက်ကတကယ်ပဲတန်ရလားဆိုပြီးမေးခွန်းထုတ်နေကြတာပါဒါပေမဲ့တခြားတစ်ဖက်မှာကြတော့ဒါဟာအပေးယူတွက်ချက်နေရမယ့်ကိစ္စမဟုတ်ဘူးကိုချင်းတရားဆိုင်ရာတာဝန်တစ်ခုလို့မြင်ကြပြန်တယ်သူတို့အတွက်တော့ဘေးကနေဒီတိုင်းထိုင်ကြည့်နေတာဟာဖိနေတဲ့အစိုးရရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုလက်ပတ်ကြည့်နေတာနဲ့ဘာမှမထူဘူးလို့ခံယူထားကြတယ်အဆုံးသက်မရှိတဲ့ဥမင်လိုင်ကောင်းကြီးတဲ့ကိုဝင်သွားရမှာကိုလူအများစုကတကယ်ကိုစိုးရိမ်နေကြတာရှင်းရှင်းလင်းလင်းပန်းတိုင်မရှိတဲ့အခါကျတော့ကိုလန်းလိုက်တဲ့အခြေတလန်းချင်းစီကအဆုံးမရှိတဲ့ပฏิပက္ခတွေကိုပို့ပြီးနက်တစ်ထက်နက်အောင်ဆွဲခေါ်သွားတယ်လို့ခံစားလာရစီတာပေါ့ဒီစိုးရိမ်မှုလေးတစ်ခုချင်းစီကတီးခြားစီကြည်ညင်တောင်ကြောက်စရာကောင်းနေတာဒါပေမဲ့အားလုံးကိုပေါင်းကြည့်လိုက်တဲ့အခါမှာတော့ပိုပြီးကြီးမားတဲ့ပုံရိပ်တစ်ခုထွက်ပေါ်လာတယ်အဲ့ဒါကတော့ရာအားလုံးဟာပဲချိန်ပလိုလဲတော့မလဲမပြနိုင်ဘူးဆိုတဲ့မတည်ငြိမ်မှုကြီးပါပဲဒီစကားတစ်ခွန်းကလူအများစုရဲ့စိတ်ထဲမှာရှိနေတဲ့ခံစားချက်ကိုအတိအကျအနှချုပ်လိုက်တာပဲဒါကအမြန်ပြီးသွားမဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုလူတိုင်းဒီပါသိနေတယ်ဒါဟာအဆုံးသက်မဟုတ်ဘူးအစပဲရှိသေးတယ်လို့သူတို့ခန်းစားနေတာဒီပိုက်ပက္ခကလေးစီရေးပြူဟာတွေတဲ့အငြင်းကြီးပိုလင်းတဲ့မေခွန်းတစ်ခုကိုမေးခိုင်းနေတယ်လို့ပါပဲကမ္ဘာအလဲမှာအမေရိကန်နိုင်ငံရဲ့ရည်ရွယ်ချက်ကတကယ်တော့ဘာလဲကမ္ဘာရဲတယောက်တာလွတ်လပ်မှုရဲ့မီးရှူးတန်ဆောင်လားဒါမှမဟုတ်ကိုအရေးကိုပဲကိုကြီးတင်တဲ့နိုင်ငံတနိုင်ငံလား Republican တဦးစီကဒီလိုစကားမျိုးချလာတာကတော့ American နိုင်ငံရေးရဲ့သမားရိုးကျအမြင်တွေကိုစိန်ခေါ်လိုက်တယ်လို့ပါပဲဒါကဘာကိုပြသနေလဲဆိုတော့အီရန်အစိုးရကိုမကြိုက်တာကတပိုင်းဒါပေမဲ့သူတို့ကိုဖြုတ်ချဖို့စစ်အနာသုံးတာကမှန်ကန်တဲ့လုပ်ရလားဆိုတာကတော့လုံးဝတေချာကိစ္စတစ်ခုဖြစ်တယ်ဆိုတာပါပဲဒီတော့အဓိကအချက်ကဘာလဲဆိုတော့
သဘောထားကွဲလွဲမှုဟာလှုပ်တင်လားမလှုပ်တင်ဘူးလားဆိုတဲ့အပေါ်မှာပဲမဟုတ်တော့ဘူးဘယ်လိုလုပ်မလဲဘယ်လောက်ကြာလုပ်မလဲဆိုတဲ့အပေါ်မှာပါကွဲပြားနေလာပါဒီလိုနဲ့ရှင်းလင်းတဲ့သဘောတူညီချက်ဘာတစ်ခုမှမရှိဘဲနဲ့နိုင်ငံတစ်ခုလုံးကမရေရာတဲ့အနာဂတ်နဲ့ရင်ဆိုင်နေရတာပေါ့ အခုကြားလိုက်ရတဲ့ပရယံပတာဆိုတဲ့စကားလုံးကအစောပိုင်းကတွေကပြောလာခဲ့တဲ့မရေရာမှုရဲ့အထွတ်အထက်ပါပဲလမ်းပြမိဖို့မရှိဘဲမုန်တိုင်းထဲမှာလမ်းရှောင်နေရတယ်လို့ခန်းစားချက်ကပြည်သူလူထုရဲ့စိုးရိမ်ပူပန်မှုတွေကိုပို့ပြီးတော့တောင်မီးထုတ်ပေးနေတယ်လို့ပါပဲ ဒီမဲကွန်းကအခြေရှာဖို့တကယ်ကိုခက်ခဲတယ်လို့ American ပြည်သူတွေအတွက်တော့သူတို့နိုင်ငံရဲ့အနာဂတ်အပေါ်မှာထားရှိတဲ့မျှော်လင့်ချက်တွေနဲ့ကြောက်ရွံ့မှုတွေကိုတပြိုင်နက်တည်းချင်းဟပ်နေတဲ့အမှန်တစ်ချက်လိုပါပဲတကယ်ပဲဒီလောက်ထိတဘောထားကွဲလဲနေတဲ့နိုင်ငံတနိုင်ငံတော့အောင်ပွဲဆိုတာဘယ်လိုပုံစံမျိုးဖြစ်နိုင်မှာလဲရှေ့ဆက်ရမယ့်လမ်းကတော့အခုထိမျိုးရီဆိုင်နေတော့ပါပဲ